တော်ကိုဖူးတွေ့ရတော့လဲစိတ်ထားမကောင်းသည့်ကောကတယောက်ကအာကုသို့ကိုဈေးပေါ်ပေါ်နဲ့ဝယ်ယူလိုက်လေတော့သည်ဒီနေ့ကြာခါမှဒီသူရုံမာကိုတွေ့နေရတယ်မင်္ဂလာမရှိလိုက်တာဒီနေ့တော့သားကောင်တစ်ကောင်မှရမယ်မထင်ဘူးကောကဤဒေါသတကြီးပြောဆိုလိုက်သည့်စကားများသာဤသို့ဖြင့်တော်ရဲသို့ရောက်လာပြီးသားကောင်ရှာဖွေပါတော့လဲအချိန်သာကုန်သွားသည်သားကောင်တစ်ကောင်မှမရသေးပေထိုအခါလမ်းမှာတွေ့မြင်ခဲ့ရသည့်ရဟန်းတော်အပေါ်ဒေါသပူပြီးထွက်လာသည်ဒေါသကိုရင်မပိုက်ပြီးရွာသို့ပြန်လာခဲ့ရာကောကတယောက်တိုက်တိုက်ဆိုင်ဆိုင်ပင်ရွာထဲမှအစွမ်းခံပြန်ကြွလာသည့်ရဟန်းတော်နှင့်ဆုံမိပြန်လေသည်ဒီအခါဒေါသအပေါ်ဒေါသဆင်လာသည့်အတွက်အမလိုက်ခွေးများကိုရှုတိုက်ရန်ရဟန်းတော်ကိုကိုက်တိုက်ရန်စေခိုင်းလိုက်တော့သည်ရဟန်းတော်လေးသည်လည်းအသက်ဘေးကြောင့်ထိတ်လန့်ငါထွက်ပြေးရရှာသည်မလွတ်သည့်အဆုံးတွင်နိစ္စရာအသက်ပင်တပင်ပေါ်လင်းမြန်စွာပြေးတက်သွားသည်ကောက၏ဒေါသကအရှိန်ကောင်းနေစေထို့ကြောင့်တစ်ပင်အောက်မှနေ၍မြားစုကျွန်တို့ဖြင့်ရဟန်းတော်လေး၏ခြေဘဝနှစ်ဖက်အားအကျိန်များစွာထိုးလိုက်သည်ရဟန်းတော်လေးသည်လည်းအသက်ခိုက်မတက်နာကျင်လာသည့်အတွက်ကိုယုံသင်္ကန်းကိုမြထိမ့်သိမ့်နိုင်စွာမရှိတော့ဘဲအောက်သို့ကျွတ်ကျသွားလေတော့သည်သင်္ကန်းသည်ဝေးသို့မလွင့်သွားပဲရဟန်းခြေဘဝကိုမြားပြစ်ထိုးဆွနေသည့်ကောကမုတ်ဆိုး၏ခေါင်းပေါ်သို့လွှမ်းခြုံလျက်သာကျသွားလေပြီသည်ဤတွင်တစ်ပင်ပေါ်မှရဟန်းတော်လေးအားဒေါသတကြီးမန်းပြီးဟင်းဟောက်နေကြသည့်ခွေးကြီးများသည်တခင်ဖြစ်သူကောကမုတ်ဆိုးအားတစ်ပင်ပေါ်မှပြုတ်ကျလာသည့်ရဟန်းဟုထင်မှတ်ပြီးဝိုင်းဝန်းကြိုက်ခဲကြလေတော့သည်အကုသို့အကျိုးပေးကများဆန်လွန်းလာသည်ကောကမုတ်ဆိုးတယောက်သူအမဲလိုက်ခွေးမြတ်ကြိုက်ခဲခြင်းကိုခံရကအသေးဆိုးနှင့်သေခဲ့ရရှာလေပြီသေသည်နဲ့တပြိုင်နက်ရဟန်းတန်ကအပေါ်ကံသုံးပါးတို့ဖြင့်ပြမမိခဲ့သည့်အတွက်အဝီစီငရဲသို့ကျသွားရရှာလေတော့သည်ဒီ profile လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ profile လေးကမိတ်ဆွေအတွက်ဘူးသရတစုံတရားရစေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြီးဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်